ဆေးရုံမှာပထမဆုံးနေ့အလုပ်ဆင်းတဲ့အမျိုးသမီးနာပြူဟာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဆေးရုံရဲ့ဒုတိယထပ်စီကနေထူးဆန်း6 6ပွဲအော်ဟစ်တန်တစ်ခုထွက်ပေါ်လာခဲ့တာပါ။နာပြူတစ်ယောက်ဖြစ်တဲ့သူမဟာတစုံတစ်ယောက်အကူအညီလိုနေပြီဆိုတာကိုချက်ချင်းခံစားမိပြီးဒုတိယထပ်စီကိုတွားရောက်ခဲ့ပါတယ်။ဒါပေမဲ့သူမရောက်သွားတဲ့အခါအဲ့ဒီဆူဆူဝါဝါအော်တန်ဟာမွေးခန်းတစ်ခုထဲကနေထွက်လာတာဖြစ်ကြောင်းတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မွေးခန်းထဲကနေတကိုယ်လုံးသွေးတွေပေးကျန်နေတဲ့အမျိုးသမီးနာပြူတစ်ယောက်တွန်းလဲနဲ့ထွက်လာတာကိုတွေ့လိုက်ရပြီးသူမရဲ့မျက်နှာမှာကြောက်လန့်တုန်လှုပ်နေတဲ့အရေးအယောင်တွေအထင်းသားပေါ်လွင်နေပါတယ်။သူမကဘာဖြစ်တာလဲလို့မေးဖို့ပြင်လိုက်စင်မှာပဲနောက်ထပ်သားဖွားမိရဲ့အထူးကူဆရာဝန်တစ်ယောက်မွေးခန်းထဲကနေအမြန်ထွက်လာပြီးသူမကိုဒီနေရာကနေအမြန်ဆုံးထွက်သွားဖို့လက်ဟန်ချေဟန်နဲ့အပြလဲပြောဆိုပါတော့တဲ့မွေးခန်းထဲမှာလူတိမခံနိုင်တဲ့ထူးဆန်းတုန်လှုပ်ဖွယ်ရာတစ်ခုခုဖြစ်ပျက်နေတာကတော့တေချာတလောက်ဤနေခဲ့ပါပြီ။ထင်ထားတဲ့အတိုင်းပါပဲနာရီနှဲငယ်အကြာမှာတင်လုံခြုံရေးတပ်ဖွဲ့ဝင်ရာနဲ့ချီရောက်ရှိလာပြီးဆေးရုံတစ်ခုလုံးကိုပိတ်ဆို့လိုက်ပါတော့တယ်။ဒါပေမဲ့ပိုပြီးထူးဆန်းအံ့ဩဖို့ကောင်းတာကရဲတပ်ဖွဲ့ဝင်တွေအုံပြုတဲ့တားမြစ်စည်းတွေဟာတွေးကြောပိတ်ရမှာတုံးတဲ့ပတ်တီးစားတွေလိုမျိုးအနီရောင်ကျိုးတွေဖြစ်နေတာပါပဲ။အဲ့ဒီနောက်မှာတော့ဝစ်စုံပြေးဝစ်စင်ထားပြီးလက်အိတ်ဖြူတွေဆွတ်ထားတဲ့လှုပ်ဝက်အဖွဲ့အစည်းတစ်ခုဆေးရုံစီရောက်ရှိလာပါတယ်။သူတို့ဟာယုံကြည်မှုအပြည့်နဲ့လူနာခန်းတကားကိုဖွင့်လိုက်ပေမဲ့အထက်ကအရာကိုမြင်လိုက်ရတဲ့အခါမှာတော့ကြောက်လန့်တကြားဖြစ်သွားကြပါတော့တယ်။အထက်ကကြောက်မက်ဖွယ်တရဝါကိုဆေးရုံပြင်ဘက်တဲထုတ်သွားနိုင်ဖို့အတွက်သူတို့ဟာတန်ခွင်းအိမ်ကြီးတစ်ခုကိုအထူးတလဲယူဆောင်လာခဲ့ကြပါတယ်။မကြခင်မှာပဲအဲ့ဒီတရဝါကိုအဖြူရောင်ဝင်းနဲ့ဖုံးအုပ်ပြီးတန်ခွင်းအိမ်ထဲထက်ကဆေးရုံကနေတဲထုတ်သွားပါတော့တယ်။တန်ခွင်းအိမ်ထဲကနေထွက်ပေါ်လာတဲ့အတန်တွေအရအဲ့ဒီတရဝါဟာမွေးကင်းစားကလေးငယ်တယောက်ရဲ့အော်ဟစ်ငိုယိုတန်မျိုးဖြစ်နေတာကတော့ထင်ရှားလာပါတယ်။ဒီထူးဆန်းတဲ့ကလေးငယ်ကိုကျွမ်းကျင်ပညာရှင်တွေကဆေးရုံပြင်ပကိုတဲထုတ်သွားခဲ့ကြပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့အဲ့ဒီကလေးငယ်ကိုမြင်တွေ့ခဲ့ရတဲ့ဆရာဝန်တွေနာပြူတွေအပြင်အဲ့ဒီလှုပ်ဝက်ဖွဲ့ကလူတွေပါအားလုံးတဲလွန်စားမရှိပျောက်ဆုံးသွားခဲ့ကြပါတော့တယ်။အဲ့ဒီတရဝါရဲ့ပုံမှန်တဲ့အစ်စ်မှန်ကိုလည်းဘယ်သူမှပြန်လဲမပြောရဲကြတော့ပါဘူး။ဒါပေမဲ့အနှစ်20ကြာပြီးတဲ့နောက်မှာတော့ထိတ်လန့်ချောက်ချားဖွယ်ရာဖုန်းကော့အစီအစဉ်တစ်ခုမှာအနှစ်20တိုင်ဖုံမုံတွေအောက်ရောက်နေခဲ့တဲ့ဒီလှုပ်ဝက်ဆန်းကျယ်ဖြစ်ရဟာတကြော့ပြန်ခေါင်းထောင်လာခဲ့ပါတယ်ခရစ်လိုအမည်ရတဲ့တော်တရှင်တဦးကအတန်လွင့်ဌာနတင်ဆက်သူကိုသူမူလာတန်းတတိယတန်းတုန်းကကြုံတွေ့ခဲ့ရတဲ့ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုအကြောင်းဖုန်းဆက်ပြောပြလာခဲ့ပါတယ်အဲ့ဒီနေ့ကသူဟာတငယ်ချင်းတွေနဲ့အတူဘောလုံးကန်နေရင်းကနေဘောလုံးဟာကွင်းပြင်ပကိုမတော်တဆလွင့်ထွက်သွားခဲ့တာပါဘောလုံးဟာတောင်ကုန်းအတိုင်းအောက်ကိုလိမ့်ဆင်းသွားတာကိုတွေ့လိုက်ရတဲ့အတွက်ခရစ်ဟာတွေးဝေးမနေပဲဘောလုံးနောက်ကိုလိုက်ဆင်းသွားခဲ့ပါတယ်ဒါပေမဲ့တောင်ချီအောက်ရောက်တဲ့အခါမှာတော့တန်စကာကွက်တွေနဲ့ကာယံထားတဲ့စွန့်ပစ်ထားတဲ့အိမ်အိုလေးတစ်လုံးရှိနေတာကိုမထင်မှတ်ပဲတွေ့လိုက်ရပါတယ်သူတို့ကန်လိုက်တဲ့ဘောလုံးဟာလည်းအဲ့ဒီအိမ်အိုလေးရဲ့တန်တကားဘေးမှာရှိနေခဲ့တာပါခရစ်ဟာဘောလုံးကိုပဲပြန်လိုချင်တဲ့အတွက်တန်ကြိုးတွေနဲ့ခတ်ထားတဲ့တကားမကြီးကြားကနေတတိရှိရှိတိုးဝင်သွားခဲ့ပါတယ်ဒါပေမဲ့သူကင်မရာရှိကိုပြန်ပေါ်လာတဲ့အချိန်မှာတော့လက်ထဲမှာဘောလုံးမပါလာပဲမျက်နှာမှာလည်းကြောက်ရွံ့တုန်လှုပ်မှုတွေအပြည့်ဖြစ်နေပါတော့တယ်တငယ်ချင်းတွေကဘာဖြစ်လို့ဘောလုံးပြန်မယူလာတာလဲလို့မေးပေမဲ့ခရစ်ဟာဘာတခုမှမပြောပဲစာတင်ကျောင်းဆောင်စီကိုပဲအပြေးလွှားပြန်သွားခဲ့ပါတယ်အဲ့ဒီနောက်ကျောင်းသူတော်လေးတစ်ကောင်လိုလှေကားထောက်မှာတကိုယ်ရဲကပ်ပြီးတုံတုံယူယူနဲ့ထိုင်နေခဲ့ပါတော့တယ်သူ့နှုတ်ကနေလည်းကလေးငယ်တယောက်ကိုတွေ့ခဲ့တယ်ဆိုပြီးတတွတ်တွတ်ရေရွတ်နေခဲ့ပါတယ်အဲ့ဒီကလေးဟာခေါင်းကြီးကြီးဖြစ်နေတဲ့အပြင်မျက်လုံးတွေလည်းအများကြီးပါတယ်လို့ဆိုပါတယ်တငယ်ချင်းတွေကဒီအခြေအနေကိုမြင်တဲ့အခါကျောင်းအုပ်ကြီးစီတွားရောက်တိုင်ကြားခဲ့ကြပါတယ်ကျောင်းအုပ်ကြီးဟာခရစ်တကယ်ဗာမြင်ခဲ့တာလဲဆိုတာကိုသိနိုင်ဖို့အတွက်ကျောင်းသားတချို့ကိုခေါ်ပြီးတောင်ကြီးကအိမ်အိုလေးစီတွားရောက်စစ်ဆေးခဲ့ပါတယ်ဒါပေမဲ့တကားကိုဖွင့်လိုက်တာနဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ကျောင်းအုပ်ကြီးဟာမျက်လုံးအပြူသားနဲ့စွန့်သွားခဲ့ရပါတယ်အိမ်ကန်းလယ်မှာကြီးမားတဲ့တန်ခွင်းအိမ်ကြီးတစ်လုံးရှိနေပြီးအဲ့ဒီထဲမှာလူသားမွေးကင်းစားကလေးငယ်နဲ့တူတဲ့ကြောက်မက်ဖွယ်တရဝါကြီးတစ်ကောင်ရှိနေတာကိုတွေ့လိုက်ရလို့ပါပဲအဲ့ဒီတရဝါကြီးစီကနေထွက်ပေါ်လာတဲ့ကလေးငိုတန်လိုဆူရှာရှာအော်တန်တွေကြောင့်ဘေးကလူတွေပါတကိုယ်လုံးကြက်တီးတဖြန်းဖြန်းထသွားကြရပါတယ်ကျောင်းအုပ်ကြီးဟာလက်ထဲကကျန်းစာအုပ်ကိုကင်ပြီးဂါထာမန်တန်တွေရွတ်ဖတ်ပူဇော်ပေမဲ့အဲ့ဒီတရဝါကြီးရဲ့အစွမ်းဟာကျောင်းအုပ်ကြီးခံနိုင်ရရှိတဲ့အတိုင်းအတာထက်ကျော်လွန်နေခဲ့ပါတယ်ကျန်းစာအုပ်ကနေအငွေ့တွေထွက်လာပြီးမကြခင်မှာပဲကျောင်းအုပ်ကြီးဟာစိတ်ပိုင်းဆိုင်ရာပြင်းထန်စွာထိခိုက်ပျက်စီးသွားပြီးအိယာထဲလဲကလူမမဖြစ်သွားခဲ့ရပါတော့တယ်အစီအစဉ်တင်ဆက်သူဟာခရစ်ရဲ့စကားမဆုံးခင်မှာပဲအဲ့ဒီတရဝါကြီးကတကယ်တော့ဘာလဲဆိုတာကိုမေးမြန်းခဲ့ပေမဲ့ခရစ်ဟာဖုန်းကိုချက်ချင်းချသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မမျှော်လင့်ပဲဒီလိုဝက်ဆန်းကျဲတဲ့ထိတ်လန့်စရာဇလန်းဟာပရိသတ်တွေကြားရေပန်းစားသွားခဲ့ပြီးဖုန်းခေါ်ဆိုမှုတွေရာနဲ့ချီဝင်ရောက်လာခဲ့ပါတယ်အစီအစဉ်ရဲ့လူကြိုက်များမှုကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်အဖွဲ့သားတွေဟာဒီဇလန်ရဲ့တဲလွန်စားနောက်ွယ်ကအမှန်တရားကိုလိုက်လံစုံစမ်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ပထမတော့ခရစ်ရဲ့လောက်ကျန်ပြောဆိုမှုလို့ထင်ခဲ့ကြပေမဲ့အထောက်အထားတွေကိုရှာဖွေစစ်ဆေးရင်းနဲ့တကယ်ကိုအဲ့ဒီကျောင်းအုပ်ကြီးရှိခဲ့ဘူးကြောင်းစုံစမ်းသိရှိခဲ့ရပါတယ်။ကျောင်းအုပ်ကြီးဟာလက်ရှိဆေးရုံမှာဆေးကုသမှုခံယူနေရတုန်းပဲဆိုတာကိုသိလိုက်ရတဲ့အတွက်အဖွဲ့သားတွေဟာဆေးရုံစီကိုချက်ချင်းတွားရောက်ခဲ့ကြပါတယ်။အဲ့ဒီမှာကျောင်းအုပ်ကြီးရဲ့တမီးဖြစ်သူရှောင်းမီနဲ့တွေ့ဆုံခဲ့ရပြီးကျောင်းအုပ်ကြီးဟာဒီလိုအခြေအနေနဲ့အိယာထဲလဲနေခဲ့တာအနှစ်20ကျော်ပြီဖြစ်ကြောင်းသိရပါတယ်။စကားပြောဆိုရင်းနဲ့ရှောင်းမီဟာလွန်ခဲ့တဲ့ရက်ပိုင်းကတင်ကျောင်းအုပ်ကြီးရဲ့ကျောင်းသားဟောင်း9ယောက်လာရောက်တွေ့ဆုံခဲ့ကြပြီးအဲ့ဒီထဲကတယောက်ရဲ့နာမည်ဟာခရစ်ဖြစ်ကြောင်းရုတ်တရက်တတိယသွားခဲ့ပါတယ်။အဲ့ဒီနေရာကနေပိုပြီးထူးခြားတဲ့တဲလွန်စမရတော့တဲ့အတွက်အဖွဲ့သားတွေပြန်ဖို့ပြင်ဆင်မှာပဲအိယာထဲလဲနေတဲ့ကျောင်းအုပ်ကြီးဟာသူတို့ကိုမျက်တောင်မခတ်စိုက်ကြည့်နေတာကိုဘယ်သူမှသတိမထားမိခဲ့ကြပါဘူးညနေပိုင်းရောက်တဲ့အခါအစီအစဉ်တင်ဆက်သူဟာပုံမှန်အတိုင်းအတန်လွင့်ဖို့ပြင်ဆင်နေစဉ်မှာခရစ်စီကနေဖုန်းပြန်ဝင်လာခဲ့ပြန်ပါတယ်ဒါပေမဲ့ခရစ်ဟာဘာစကားမှမပြောဘဲနိုင်ဝက်နီးပါးကြာအောင်ထူးဆန်းချောက်ချားပွဲရေမောတန်တွေကိုသာပြုလုပ်နေပြီးဖုန်းချသွားခဲ့ပါတယ်အတန်လွင့်ခန်းထဲကတင်ဆက်သူနဲ့အတန်ဖန်းအင်ဂျင်နီယာတို့ဟာကြောက်လန့်တုန်လှုပ်နေကြပြီးအပြင်ကအဖွဲ့သားတွေအခန်းထဲကိုဝင်ရောက်လာတဲ့အခါတင်ဆက်သူပြောလိုက်တဲ့စကားကြောင့်အားလုံးတုန်လှုပ်ချောက်ချားသွားကြရပါတော့တယ်သူမကသူတို့အနီးနားမှာတစုံတယောက်ရှိနေတယ်လို့ခံစားရတယ်လို့ပြောလိုက်တာပါပထမတော့အဖွဲ့သားတွေကမယုံကြည်ခဲ့ကြပေမဲ့အတန်လွင့်ခန်းထဲကစောင့်ကြည့်ကင်မရာမှတ်တမ်းတွေကိုပြန်လည်ကြည့်ရှုလိုက်တဲ့အခါမှာတော့အခန်းထဲမှာတကယ်ပဲနောက်ထပ်လူမျက်နှာတစ်ခုပိုးနေတာကိုတွေ့လိုက်ရပါတော့တယ်အမှန်တရားကိုဖော်ထုတ်နိုင်ဖို့အတွက်အဖွဲ့သားတွေဟာရှောင်းမေစီကိုချက်ချင်းသွားရောက်ပြီးစုံစမ်းမေးမြန်းခဲ့ကြပါတယ်ရှောင်းမေကအဲ့ဒီဗီဒီယိုမှတ်တမ်းကိုကြည့်ပြီးတာနဲ့အဲ့ဒီပိုနေတဲ့လူမျက်နှာဟာလွန်ခဲ့တဲ့ရက်ပိုင်းကကျောင်းအုပ်ကြီးစီလာတွေ့ခဲ့တဲ့ခရစ်ရဲ့မျက်နှာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့မနက်ပိုင်းကတင်ခရစ်ဟာကျောင်းအုပ်ကြီးရဲ့လူနာခန်းထဲကိုရောက်လာခဲ့တာကိုသူမမြင်တွေ့ခဲ့ရလို့ပါပဲ။ဒါပေမဲ့ထူးဆန်းတာကသူမအခန်းထဲဝင်သွားတဲ့အချိန်မှာတော့ခရစ်ဟာတဲလွန်စားမရှိပျောက်ကွယ်သွားခဲ့တာပါပဲ။ရှောင်းမေဟာပထမတော့တိတ်ပြီးစိတ်ထဲမထားပဲဖခင်ဖြစ်သူကိုပြုစုဖို့ပြင်လိုက်စင်မှာပဲအိယာထဲလဲနေတဲ့ကြ။အောက်ကြီးဟာတစုံတစ်ခုပူးကတ်ခံထားရတယ်လို့မျိုးရှောင်းမေရဲ့လက်ဝဲဘက်လက်ကိုအတင်းဆွဲညှစ်ကင်ထားပြီးရှောင်းမေကြောက်လန့်တကြားအော်ဟစ်နေစင်မှာပဲအသက်ရှူရက်ပြီးတေဆုံးသွားခဲ့ပါတော့တယ်။
ကျောင်းအုပ်ကြီးရဲ့ထူးဆန်းလာတဲ့တည်ဆုံမှုနဲ့ရုတ်တရက်ပျောက်ဆုံးသွားတဲ့ခရစ်တို့ကြောင့်အဖွဲ့သားတွေဟာပုံမိုစိတ်ဝင်စားလာခဲ့ကြပြီးသူတို့ကြောင်းတက်ခဲ့မှုတဲ့စာတင်ကျောင်းဟောင်းစီတွားရောက်ကအချက်လက်တွေရှာဖွေခဲ့ကြပါတယ်။အဲ့ဒီအချက်လက်တွေအရအဲ့ဒီတုန်းကဘောလုံးအတူတူကန်ခဲ့ကြတဲ့ကျောင်းသား9ယောက်ရှိပြီးအားလုံးဟာဒီကျောင်းကနေပဲပွဲရရှိခဲ့ကြတာဖြစ်ပါတယ်။ဆက်လက်ပြီးသတင်းစာဟောင်းတွေကိုရှာဖွေကြည့်တဲ့အခါမှာတော့ခရစ်ကလွဲလို့ကျန်တဲ့ကျောင်းသား6ယောက်စလုံးဟာစွန့်ပစ်ထားတဲ့စက်ရုံဟောင်းတစ်ခုထဲမှာအတူတူကိုတေချောင်းကြံစီသွားခဲ့ကြတယ်ဆိုတဲ့သတင်းကိုတွေ့လိုက်ရပါတော့တယ်။ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီကျောင်းသားတွေဟာလွန်ခဲ့တဲ့ရက်ပိုင်းကတင်ကျောင်းအုပ်ကြီးစီတွားရောက်တွေ့ဆုံခဲ့ကြတာမဟုတ်ပါလား။အဖွဲ့သားတွေတွေ့ဝေစဉ်းစားနေစဉ်မှာပဲထူးဆန်းတဲ့မိတောက်တစ်ခုဟာစာရွက်စာတမ်းတွေရှိရာအခန်းထဲကိုရုတ်တရက်ပြန်တန်းဝင်ရောက်လာပါတော့တယ်။